မောတွေကကြွက်ထောင်ငှက်ပြစ်ငါးဖမ်းခြင်းအလုပ်တွေကိုလုပ်ရင်းဦးကောင်းတို့အရက်တလုံးပုံမှန်ဝယ်ပေးရသလိုစားဝတ်နေရေးအတွက်ပတ်စံရှာသည်လေနိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သေးယခုလဲမောင်ဘိုးတင်တောသို့သွားကြပြီဖြစ်မောင်ဘိုးတင်နေသောတစ်စိမ်ရွာကလေးဟာတောအရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းချိုင်းကုန်းရှိပြီးအုတ်ကူအဟောင်းများကဆေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းချိုင်းကုန်းအမည်နဲ့လိုက်အောင်ရွာဤတင်းချိုင်းကုန်းသည်ကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နှင့်ခြုံရွယ်ပိတ်ပေါင်းတို့ကထူလာသည်လူတယောက်တင်းသာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ဒါကြောင့်တင်းချိုင်းကုန်းကတောဖြစ်နေလေတယ်အခုမောင်ဘိုးတင်အဲ့ဒီတင်းချိုင်းရဲ့အနောက်ဘက်မှာရှိတဲ့ခြုံထဲကိုကြွက်ထောင်ရင်းနဲ့တင်းချိုင်းနဲ့ဝင်၍ငှက်ပြစ်နေလေတယ်ငှက်များမလာတဲ့အခါမှာမောင်ဘိုးတင်ကတင်းချိုင်းထဲမှာရှိတဲ့အုတ်ကူပေါ်မှာအိတ်နေလေတော့တယ်အဲ့ဒီချိန်မှာသူအိတ်နေတဲ့အုတ်ကူဘေးမှာရှိတဲ့လဲလန်းပေါ်မှာလူငယ်တတိုက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြလေတယ်အဲ့ဒီလူငယ်ထဲမှာမြင်နိုင်ဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုခိုးဖော်တယ်ကိုမောင်ဘိုးတင်ထင်နေမိလေတယ်လူငယ်များကလည်းမောင်ဘိုးတင်ရဲ့တပ်တူရွယ်သူများပါကြသလိုနှစ်နှစ်များကြီးသူများလည်းပါလေတယ်တချို့လူငယ်များရဲ့ပခုံးမှာတော့လွယ်အိမ်များကိုလွယ်ထားသလိုတချို့လူငယ်များရဲ့ပခုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်အိတ်တံပြုတ်လောက်ကလွယ်ထားကြလေတယ်အဲ့ဒီလူငယ်များဟာမောင်ဘိုးတင်ကိုရှီမန်းမသိပဲစကားပြောလာကြတယ်